အားလုံးပဲမင်္ဂလာပါခင်ဗျာ Camp Plus မှာကြိုဆိုပါရစေကျွန်တော်ဒီနေ့ပေါ့နော်ပြပြခြင်းတဲ့အကြောင်းရင်းတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဒီကျွန်တော်တို့ဟာပေါ့နော်ကိုယ့်ကိုပေါ့ပုံမှန်အားဖြင့်လူသားတိုင်းပဲကျွန်တော်တို့ဟာကိုယ့်ကိုမေးလိမေးထားရှိတဲ့အရေးကြီးဆုံးမေးခွန်းတစ်ခုအကြောင်းဖြစ်ပါတယ်အဲ့ဒါကဘာလို့လဲဆိုတဲ့မေးခွန်းပဲဖြစ်ပါတယ်ဘာလို့ပေါ့နော်ကျွန်တော်တို့ကမနေ့တိုင်းအိယာထလာရတာလေဘာလို့ဒီအလုပ်ကိုမှလုပ်ချင်တာလဲဘလို့စိတ်ကူးတွေဘလို့အိမ်မက်တွေကြောင့်ပေါ့ကျွန်တော်တို့ကဘလို့မျိုးစူးစမ်းပြီးလုပ်နေရတာလဲဆိုတဲ့အကြောင်းအရာတွေပေါ့နော်အဲ့လိုမျိုးမိမိရဲ့ဘာလို့လဲဆိုတဲ့အကြောင်းအရာကိုတေချာသိအောင်လို့လေ့လာစမ်းစစ်ခြင်းအပြင်ပေါ့နော်ကျွန်တော်တို့ရဲ့ဘဝကိုအကျိုးရှိအောင်ဖြတ်သန်းဖို့အတွက်ပထမဦးဆုံးခြေလှမ်းပဲဖြစ်ပါတယ်ဒီလိုမျိုးကိုယ့်ကိုဘာလို့လဲဆိုတဲ့အကြောင်းအရာကိုတေချာသိဖို့လိုအပ်ပါတယ်ပြောမယ်ဆိုရင်တော့ဆိုပါတော့ဗျာဒီလူတစ်ယောက်နဲ့တစ်ယောက်မှာရှိရဲပေါ့နော်ဘာလို့လဲဆိုတဲ့အကြောင်းပြချက်တွေကတော့တူမှာတော့မဟုတ်ဘူးပေါ့တချို့ကြတော့လေသူတို့ကိုယ်တိုင်တကယ်ကိုပေါ့နော်ဒီ passionate ဖြစ်လို့တကယ်ကိုစိတ်ဝင်စားလို့ဆိုတဲ့အကြောင်းပြချက်တွေနဲ့လုပ်တဲ့လူတွေရှိတယ်တချို့ကြတော့လေသူတို့ချစ်ရတဲ့ခင်ရတဲ့ညီကောင်မောင်နှမတွေမိသားစုဝင်တွေမိဘတွေအကြောင်းပေါ့နော်ပြုလုပ်တဲ့လူတွေလည်းရှိရဲအဲ့လိုမျိုးကိုချစ်တဲ့လူတွေကိုပို့ပြီးတော့လုံခြုံစေခြင်းလို့ပျော်ရွှင်မှုပို့ပေးစေခြင်းလို့ဆိုတဲ့ပျော်ရွှင်မှုပို့ပေးစေခြင်းတဲ့အကြောင်းပြချက်တွေနဲ့ပေါ့နော်ဒီသူတို့ရဲ့ဘာလို့လဲဆိုတဲ့ဟာကတိကျရှိနေရလဲရှိတယ်။နောက်အမျိုးအစားတစ်ခုကကြတော့ရှားတော့ရှားမယ်ထင်တယ်။ရှားတော့ရှားမယ်တော့မဟုတ်ရှိတော့ရှိကြမှာပေါ့နော်။မိမိတို့ရဲ့ဒီအတွင်းစိတ်ပေါ့နော်ပြင်းပြရဲ့အတွင်းစိတ်နဲ့ပြောရမယ်ဆိုလို့ရှိရင်ကဘာကြီးကိုပို့ပြီးတော့ကိုတက်အားတလောက်ပေါ့တက်နိုင်တလောက်ပေါ့နော်။ဒီကဘာကြီးကိုပို့ပြီးအေးချမ်းအောင်ပို့ပြီးတော့ငြိမ်းချမ်းတဲ့နေရာလေးတစ်ခုဖြစ်အောင်ပို့ပြီးတိုးတက်သွားအောင်လို့ပေါ့နော်လှုပ်ဆောင်ခြင်းပါတယ်ဆိုတော့ရွယ်ချက်တွေနဲ့လူသားတွေလည်းရှိတယ်တွေ့လဲတွေ့ဘူးလေပေါ့နော်ငါကဒီနေရာလေးကိုပို့ပြီးတော့ကောင်းစေခြင်းနဲ့ကွာဘလို့ရွယ်ချက်နဲ့ငါပို့လှုပ်စေခြင်းနဲ့ကွာဆိုတော့မိတ်ဆွေကောင်းတွေလည်းတွေ့ဘူးလေပေါ့နော်အဓိကပြောချင်တာကတော့ကျွန်တော်တို့ကဘလို့ရွယ်ချက်မျိုးတွေနဲ့ပဲဖြစ်ပါဘလို့ရွယ်ချက်မျိုးတွေဖြစ်အဓိကကတော့ဒီ reason ပေါ့နော်ဘာလို့လဲဆိုတဲ့အကြောင်းတရားကိုကျွန်တော်တို့ကသိကြည့်ဖြစ်ကျွန်တော်တို့ဆက်လုပ်ရမယ့်ဥဒိယာတွေကလည်းပို့ပြီးတော့လွယ်လွယ်ကူကူထင်ရှားလာနိုင်တယ်ပေါ့နော်ဒီတွန်းအားကြောင့်ဆိုတဲ့ဟာလေးတစ်ခုသာရှိနေကိုလိုချင်တဲ့ဟာတစ်ခုကိုပို့ပြီးတော့ focus ထားနိုင်တယ်ပေါ့နော်ငါအမေကိုပို့ကောင်းကောင်းထားခြင်းနဲ့ငါဘွားကိုဒီနေရာမှာတော့မနေချင်ဘူးငါပို့ပြီးတိုးတက်အောင်လုပ်မယ်အဲ့လိုစတဲ့ဘာလို့လဲဆိုတဲ့အနောက်ခံတွန်းအားကောင်းလေးတွေတော့ဘာကြောင့်လဲဆိုတာသိဖို့တော့လိုအပ်တာပေါ့ကျွန်တော်တို့ကနောက်ပြီးတော့ဒီပေါ့နော်ကျွန်တော်တို့ရဲ့ဒီစိတ်ဝင်စားတဲ့လမ်းကြောင်းတွေဆက်လျှောက်လမ်းမဲ့လမ်းကြောင်းတွေကလည်းလွယ်လွယ်ကူကူနဲ့တိမြင်လာတဲ့အရာတော့မဟုတ်ဘူးပေါ့နော်လွယ်ကူတိမြင်လာတဲ့အရာတော့မဟုတ်ဘူးအဲ့ကောင်ကပြောရမယ်ဆိုရင်တော့ဗျရှာဖွေရတာပေါ့နော်ရှာဖွေရအချို့အရာကြကိုဝါသနာပါတယ်ကိုတခုလှုပ်ချင်တယ်ကိုတကယ်ကိုဒီလမ်းကြောင်းကိုမှန်နေပါပြီဆိုထင်ပြီးရှောက်နေပေမဲ့အဲ့ဟာကတကယ်ဝါသနာလည်းမပါဘူးဘာလို့လဲဆိုရင်နောက်ကရွေချက်ကောင်းကောင်းလည်းရှိမနေဘူးပေါ့နော်အဲ့လိုအခါမျိုးတွေလည်းကျွန်တော်တို့အများကြီးကြုံတွေ့နိုင်တယ်အဲ့တော့ကျွန်တော်တို့ကဒီအောင်မြင်မိသားစုတွေပေါ့ကိုဒီဝါသနာတစ်ခုကိုပါပြီးဆိုပြီးဆိုရင်ဒီလမ်းကြောင်းမှာရှောက်နေရဲ့အောင်မြင်ပြီးသားဒီရှေ့ကဆရာတွေရဲ့ဒီအတွေ့အကြုံတွေကိုပေါ့နော်နားထောင်ရမယ်သူတို့ရဲ့ story တွေကိုကျွန်တော်တို့ကအများနဲ့နားထောင်နေရမယ်လေ့လာနေရမယ်သူတို့ကြုံတွေ့ခဲ့တဲ့အတွေ့အကြုံတွေကကျွန်တော်တို့ရဲ့ဘာလို့လဲဆိုတဲ့အကြောင်းအရာကိုကွက်လက်ကိုပေါ့နော်ဖြည့်နိုင်တဲ့အဖြေကောင်းကောင်းလေးဖြစ်လာနိုင်တယ်သူများအတွေ့အကြုံပေါ့နော်ရှေ့ရလူတွေရဲ့အတွေ့အကြုံတွေကနေပြီးတော့ကျွန်တော်တို့ရဲ့လမ်းပြဖြစ်လာနိုင်တယ်အဲအကြောင်းမို့ကျွန်တော်တို့ဒီတိုင်းတော့မနေသင့်ဘူးရှာဖွေရမယ်လေ့လာရမယ်နောက်ပြီးတော့စာဖတ်လို့ရရင်စာဖတ်ပေါ့မဟုတ်ရင်လည်းဒီခုနောက်ပိုင်းမှာ podcast တွေ ebook တွေအကောင့်တွေကလည်းအလွယ်အကူလေ့လာနိုင်တယ်ပေါ့နော်ဥမာရွှေ note ပေါ့နော်ရွှေ note လိုမျိုး application တွေကလည်းကျွန်တော်တို့သုံးလို့ရတယ်အဲ့မှာဆိုလို့ရှိရင်လည်းတကယ်ကိုကောင်းတယ်ကိုတီဖတ်ခိုင်းတဲ့စာအုပ်တွေဆိုလို့ရှိရင်လည်းတကယ်ကောင်းတယ်ပေါ့နော်အားကြောင့်မလို့ကျွန်တော်တို့ဟာတနေ့မှာပေါ့နော်ကျွန်တော်တို့ရဲ့ဒီအတွင်းထဲမှာရှိရဘာလို့လဲဆိုတဲ့အကြောင်းတရားကိုကွက်ကွင်းကျွန်တော်တို့ကသိမြင်သွားမယ်နားလည်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့လုံးသမျှအရာတိုင်းကလည်းလွယ်ကူလာလိမ့်မယ်ပေါ့နော်အရာတိုင်းကလည်းပို့ပြီးတော့အဓိပ္ပာယ်လေးနဲ့လာမယ်အဓိပ္ပာယ်ရှိလာမယ်လို့ထင်တယ်နောက်အဲ့ဒါတွေကလည်းကျွန်တော်တို့ရှေ့ဆက်ဖို့ခွန်အားတွေကိုလည်းဖြစ်နိုင်စေရပေါ့နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဒီကိုကျိုးအတွက်ကိုမဟုတ်ဖ ೇನೆ တခါလေကြာလို့ရှိရင်ဒီပေါ့နော်ကိုထပ်ပို့ပြီးတော့ကိုထပ်ပို့ပြီးတန်မိုးထားရတဲ့
သူတွေအတွက်ကြောင့်လှုပ်နေရဲဆိုတော့အသိစိတ်လေးတစ်ခုရှိရတဲ့တင်ကျွန်တော်တို့ကပို့ပြီးတော့အဓိပ္ပာယ်ရှိလာတယ်ပေါ့လှုပ်ရက်တွေကပို့ပြီးတော့အဓိပ္ပာယ်ရှိလာမယ်လို့လည်းကျွန်တော်ကလည်းမြင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ပေါ့နော်အဲ့အကြောင်းမလို့နောက်ဆုံးပြောချင်တာကတော့ဒီကျွန်တော်ရဲ့ဒီအတွင်းစိတ်ထဲမှာရှိရပေါ့နော်ကျွန်တော်တို့ဘာလို့လဲဆိုတဲ့အကြောင်းပြချက်ကောင်းတွေကိုကျွန်တော်တို့ကရှာဖွေပါတကယ်လို့မိတ်ဆွေမှမရှိသေးဘူးဆိုလို့ရှိရင်လည်းရှာဖွေဖို့စတင်လိုက်ပါအဲ့လိုမျိုးရှာဖွေတဲ့ခြင်းတွေကနေစပြီးတော့ပို့ပြီးကောင်းမွန်တဲ့ဒီပေါ့နော်အကျိုးပြုတဲ့လူသားတစ်ယောက်ဖြစ်အောင်နောက်ပို့ကောင်းမွန်တဲ့ဘဝတစ်ခုဖြစ်အောင်ပြီးဆောင်နိုင်မယ်လို့ပြောလင်းပါတယ်အားလုံးလည်းကိုယ့်ရဲ့အကြောင်းပြချက်ကောင်းတွေဘဝအတွက်ရှာဖွေတွေ့ရှိနိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုဟောကြားနှစ်သက်တဲ့ဆိုလို့ရှိရင်လည်းဒီ like and subscribe လုပ်ပေးပါကျွန်တော်နောက်လာမယ့်ဗီဒီယိုတစ်တင်တဲ့မိတ်ဆွေတို့နဲ့ပြန်လည်ပြီးတော့တွေ့ဆုံကြပါမယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ